အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့တောက်ကြနေ့တရက်စာအတွက်ဖြစ်ပါတယ်ကျွန်တော်စာလေးနဲ့ရေးပြပေးထားပါတယ်ကျွန်တော်ရဲ့ဇာတ်လမ်းလေးကိုနားထောင်ရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့အစအဆုံးတီချာလေးကြည့်ပေးပါခင်ဗျာမြင်တွေ့ရတယ်ဆိုရင်လေ okay လေးတွေစာလေးတွေရေးသွားပေးပါအောင်ခင်ဗျာဟိုးရှိတုန်းကတောင်ကုန်းလေးတွေဝင်းရံနေတဲ့မြစ်တာရိပ်ဆိုတဲ့ရွာလေးတစ်ရွာရှိခဲ့ပါတယ်။အဲဒီရွာလေးမှာမောင်လှနဲ့မောင်မြတ်ဆိုတဲ့တငယ်ချင်းနှစ်ယောက်ရှိကြပါတယ်။သူတို့နှစ်ယောက်ဟာငယ်စဉ်ကတည်းကအတူတူစော်ကစားအတူတူစာသင်ခဲ့ကြရတဲ့အရင်အနည်းဆုံးတငယ်ချင်းတွေပါ။အရွယ်ရောက်လာတဲ့အခါမောင်လှကတော့ရိုးရိုးသားသားနဲ့လုံးလဝရိယရှိရှိနဲ့တောင်ယာလုပ်ငန်းကိုလောက်ကင်ပြီးတော့ဘဝကိုရိုးရှင်းစွာဖြတ်သန်းပါတယ်။မောင်မြတ်ကတော့ညံများပြီးတော့လွယ်ကူကူနဲ့ချမ်းသာခြင်းစိတ်ပြင်းပြသူပါ။ဒီနေ့မှာတော့ရွာရဲ့အရှိဘက်တောအုပ်ကြီးထဲမှာရွှေအိုးကြီးတစ်လုံးကိုနှက်ကောင်းနှက်မြက်တွေကဝတ်ထားခဲ့ကြောင်းအဲ့ဒီရွှေအိုးကိုစိတ်ထားဖြူစင်ပြီးတော့ရိုးသားတဲ့သူမှသာရှာဖွေတွေ့ရှိနိုင်ကြောင်းသတင်းစကားတစ်ခုပြန့်နှံ့လာပါတယ်။ဒီသတင်းကိုကြားတဲ့အခါမောင်မြတ်တယောက်လောဘမျက်လုံးတွေအယောင်တောက်လာပါတော့တယ်။သူကတော့မောင်လှစီကိုချက်ချင်းပြေးသွားပြီးတော့မောင်လှရေမောင်လှငါတို့ရဲ့ကံကြမ္မာကိုပြောင်းလဲမဲ့အခွင့်အရေးကြီးရောက်လာပြီကွာ။ထောထဲမှာရွှေအိုးကြီးရှိတဲ့ငါတို့အတူတူသွားရှာကြရအောင်။တွေ့သည်များကိုအညီမျှခွဲဝေယူကြတာပေါ့အဲ့ဒီလိုအကွက်ကြကြပဲပြောဆိုလိုက်ပါတယ်မောင်လာကတော့စိတ်ရင်းကောင်းသူမို့မောင်မြတ်ရဲ့စကားကိုယုံကြည်ပြီးတော့သဘောတူလိုက်ပါတယ်ကောင်းပြီလေတကယ်ချင်းကံပါရင်တော့တွေ့မှာပေါ့အဲ့ဒီလိုပဲရိုးသားစွာပြန်ပြောလိုက်ပါတယ်နောက်တစ်နေ့မနေ့စောစောမှာတော့နှစ်ယောက်သားတောအုပ်ကြီးတွေကိုထွက်လာခဲ့ကြပါတယ်တော့ကနက်တဲ့နဲ့လာပြီးတော့အပင်တွေကလည်းထိုတဲ့ထူလာပါတယ်။မောင်လာကတော့တွေးသမျှတစ်ပင်ပန်းပင်တွေကိုကြည်ရင်နဲ့သဘာဝတရားကိုအေးချမ်းစွာခန်းစားနေပြီမဲ့မောင်မြတ်ကတော့မျက်လုံးတွေကရွှေအိုးကိုပဲလိုက်ရှာနေတာမို့စိတ်မရှိနိုင်ဖြစ်နေပါတယ်။သူတို့နှစ်ယောက်တောနယ်ထဲမှာနေတဝက်လောက်ရှောက်သွားပြီးတဲ့အခါမှာတော့ညောင်မကြီးတပင်ရဲ့အောက်ခြေမှာမြေကြီးတဲ့ကတဝက်တစ်ပြက်ပေါ်နေတဲ့အိုးကြီးတစ်လုံးကိုတွေ့လိုက်ရပါတော့တယ်။တွေ့ပြီရွှေအိုးကြီးပဲမောင်မြတ်ကတော့ဝမ်းသာအားရအော်ဟစ်လိုက်ပြီးတော့အိုးကြီးစီကိုပြေးသွားပါတယ်သူတို့နှစ်ယောက်ဝိုင်းကူပြီးတော့တူးဖော်လိုက်တဲ့အခါမှာတော့တကယ်ပဲတောက်ပဝင်းလက်နေတဲ့ရွှေတင်းကားပြတွေအပြည့်ပါတဲ့အိုးကြီးတစ်လုံးဖြစ်နေခဲ့ပါတယ်မောင်မြတ်ကတော့ကဲတငယ်ချင်းငါတို့ချမ်းသာပြီဒီရွှေတွေကိုနှစ်ပုံအညီမျှခွဲကြမယ်ဒါပေမဲ့မောင်မြတ်ရဲ့စိတ်ထဲမှာတော့မယိုးသားတဲ့အကြံတစ်ခုဝင်လာပါတယ်။သူကတော့မောင်လှကိုလှည့်စားပြီးတော့ရွှေအိုးတစ်လုံးလုံးကိုတယောက်တည်းပိုင်ဆိုင်ကျင်လာပါတယ်။ဒါပေမဲ့တကယ်ချင်းဒီရွှေကအယမ်းများတယ်။ငါတို့နှစ်ယောက်တည်းတည်သွားရင်လမ်းမှာဓမြရံကိုကြောက်ရတယ်။ဒီလိုလုပ်ကွာဒီညတော့ဒီနေရာမှာပဲအိုးကိုပြန်မြုပ်ထားလိုက်မယ်။မနေ့မှကြာရင်တော့ငါတို့ရွာကလူယုံတွေကိုခေါ်လာပြီးတော့တည်ကြတာပေါ့။ဒီနေရာကိုငါတို့နှစ်ယောက်ပဲသိတာမို့လို့သိချရပါတယ်။မောင်မြတ်ကတော့အဲ့ဒီလိုပြောလိုက်ပါတယ်။မောင်လှကတော့ရိုးသားတဲ့သူမို့မင်းသဘောပါပဲလို့ပြောပြီးတော့သဘောတူလိုက်ပါတယ်။သူတို့နှစ်ယောက်ကတော့ရွှေအိုးကြီးကိုတေးသေးချာချာပြန်မြုပ်နှံပြီးတော့နေရာကိုလည်းတစ်ပင်တစ်ပင်မှာအမတ်အသားလုပ်ခဲ့ကြပါတယ်။ရွာကိုပြန်ရောက်တဲ့အခါမှာတော့မောင်လှကတော့ပင်ပန်းနေတဲ့အတွက်အိမ်မှာအေးအေးဆေးဆေးအနားယူနေခဲ့ပါတယ်။မောင်မြတ်ကတော့ညသကောင်ရံရောက်တာနဲ့တယောက်တည်းတိတ်တဆိတ်ထွက်လာပြီးတော့ရွှေအိုးမြုပ်ထားတဲ့နေရာကိုပြန်သွားပါတယ်။သူကတော့ရွှေအိုးကြီးကိုတိုးပေါ်ပြီးတော့သူ့အိမ်အနောက်ဘက်ကဥယျာဉ်ထဲမှာဘယ်သူမှမသိအောင်ပြောင်းရွှေ့မြုပ်နှံလိုက်ပါတယ်။ပြီးတော့မောင်လှနဲ့အတူတူမြုပ်နှံခဲ့တဲ့နေရာမှာတော့ရွှေအိုးအဟောင်းနဲ့ဆင်တူတဲ့မြေအိုးအလွတ်တစ်လုံးကိုအစားထိုးပြီးတော့ပြန်မြုပ်ထားခဲ့ပါတယ်။နောက်တစ်နေ့မနက်ကိုရောက်တဲ့အခါမှာတော့မောင်မြတ်ကတော့မောင်လှစီကိုဟမ်မပြတ်သွားခေါ်ပါတယ်။ကဲတငယ်ချင်းသွားကြစို့ငါတို့ရဲ့ယတနာတွေသွားတည်ကြမယ်။နှစ်ယောက်သားရွှေအိုးမြုပ်ခဲ့တဲ့နေရာကိုရောက်လာခဲ့ကြပါတယ်။
မောင်မြတ်ကတော့ဟန်ဆောင်ပန်းဆောင်နေပဲဒီနေရာပဲလို့ဆိုပြီးတော့တူးဖော်ပြလိုက်ပါတယ်ဒါပေမဲ့အိုးကိုဖွင့်လိုက်တဲ့အခါမှာတော့အထက်မှာရွှေထင်းကားတွေအစားကြောက်ခဲတွေနဲ့ငွေပွေးအစိပ်ပြင်းတစ်ကောင်သာထွက်လာပါတယ်မောင်မြတ်ကတော့အန်အောဟန်ဆောင်ပြီးတော့ဘလို့ဖြစ်တာလဲရွှေတွေပြောက်ကုန်ပြီမင်းမင်းညကခိုးသွားတာမဟုတ်လားမောင်လှအဲ့ဒီလိုပဲမောင်လှကိုစတင်ပြီးတော့ဆွဲပါတော့တယ်မောင်လှကတော့တအန်တော်နဲ့ပဲမဟုတ်ရပါဘူးတငယ်ချင်းရာငါဘယ်တော့မှမယိုမသားမလုပ်ခဲ့ဘူးပါဘူးမင်းငါကိုအထင်မှားနေပြီအဲ့ဒီလိုပြောပြီးတော့ညှင်းဆန်လိုက်ပါတယ်မောင်မြတ်ကတော့ငါမယုံဘူးကွာမင်းခိုးသွားတာပဲဖြစ်ရမယ်လာရအောင်ရွာတကြီးစီကိုသွားမယ်ရွာတကြီးရဲ့အဆုံးဖြတ်ကိုခံကြမယ်ဆိုပြီးတော့မောင်လှကိုအတင်းဆွဲခေါ်သွားပါတယ်ရွာတကြီးရဲ့ရှေ့ကိုရောက်တဲ့အခါမှာတော့မောင်မြတ်ကတော့တကြီးခမကျုံနဲ့မောင်လှရွှေအိုးတစ်လုံးတွေ့ပါတယ်မနေ့ကဒီညောင်ပင်အောက်မှာအတူတူပြုတ်ခဲ့ကြတယ်ဒီမနေ့လာဖွင့်ကြည့်တော့ရွှေတွေပြောက်ပြီးတော့ကြောက်ခဲတွေပဲကျန်တော့တယ်အဲ့ဒါသူ့လက်ချက်ပဲဖြစ်ရမယ်မောင်လှကတော့ကျွန်တော်မခိုးပါဘူးတကြီးကျွန်တော်ရိုးသားပါတယ်လို့ထက်တလဲလဲပြောနေကြပါတယ်ရွာတကြီးကတော့ဉာဏ်ပညာရှိတဲ့သူမို့နှစ်ယောက်လုံးကိုတေချာစိတ်ကြည့်လိုက်ပါတယ်ပြီးတော့မောင်မြတ်မင်းကမောင်လှကိုခိုးတယ်လို့ဆွဆွဲတယ်မောင်လှမင်းကတော့မခိုးဘူးလို့ညင်းတယ်ဒီအမှုမှာတက်တည်မရှိဘူးဒါပေမဲ့မင်းတို့ရွှေအိုးမြုပ်ခဲ့တဲ့ညောင်မင်းကြီးကတော့အမှန်တရားကိုသိလိမ့်မယ်အဲ့ဒီလိုတကြီးကပြောလိုက်ပါတယ်မောင်မြတ်ကတော့ညောင်မင်းကဘလို့တက်တည်ထွက်နိုင်မှလဲတကြီးလို့မယုံသင်္ကာနဲ့မေးလိုက်ပါတယ်တကြီးကတော့မနှက်ပြန်မနဲ့စောစောငါတို့အလုံးအဲ့ဒီညောင်မင်းကြီးစီကိုတွားကြမယ်ငါကိုယ်တိုင်ညောင်မင်းဆောင်နှက်ကိုပူဇော်ပသပြီးတော့အမှန်တရားကိုမေးမြန်းမယ်ညောင်မင်းဆောင်နှက်ကအမှန်တရားကိုပြောလိုက်မယ်လို့အမိန့်ချလိုက်ပါတယ်မောင်လှကတော့စိတ်ထားဖြူစင်သူဖြစ်တဲ့အတွက်ဘာကိုမှမစိုးရိမ်ပါဘူးမောင်မြတ်ကတော့ရွာတကြီးရဲ့အကြံကိုကြားပြီးတော့ပျော်သွားပါတယ်သူ့မှာလည်းအကြံတစ်ခုထက်ရသွားပြန်ပါတယ်အဲ့ဒီညမှာပဲမောင်မြတ်ကတော့သူ့ရဲ့အဖေစီကိုတိတ်တဆိတ်သွားတွေ့ပါတယ်သူ့အဖေကလည်းတားဖြစ်သူလိုပါပဲလောဘကြီးတဲ့သူတွေပါမောင်မြတ်ကတော့ဖြစ်ချောင်းကုံစင်ကိုပြောပြပြီးတော့အဖေမနေ့ပြန်တကြီးကညောင်မင်းကိုတက်တည်တီမေးလိုက်မယ်အဲ့ဒီညောင်မင်းကြီးရဲ့ပင်စီထဲမှာအခေါင်းပေါက်ကြီးတစ်ခုရှိတယ်အဖေအဲ့ဒီအခေါင်းပေါက်ထဲကိုဒီညကလေးကချိုးဝင်နေပြီပါမနေ့ပြန်တကြီးကအမှန်တိုင်းပြောပါလို့မေးလိုက်တဲ့အခါမောင်လှခိုးသွားတာပါလို့အဖေကအထက်ကနေလှမ်းအောင်ပြောပြပါအဲ့ဒီလိုပဲသူ့ရဲ့အဖေနဲ့တိုင်ပင်လိုက်ပါတယ်သူ့ရဲ့အဖေကလည်းတားရဲ့အကြံကိုသဘောကျပြီးတော့သဘောတူလိုက်ပါတယ်ညတွင်ချင်းပဲညောင်မင်းကြီးစီကိုသွားပြီးတော့အခေါင်းပေါက်ထဲမှာဝင်ပုန်းနေလိုက်ပါတယ်နောက်တနေ့မနေ့ရွာတကြီးနဲ့မောင်လှမောင်မြတ်နဲ့ရွာသူရွာသားတချို့ကတော့ညောင်မင်းကြီးစီကိုရောက်လာကြပါတယ်တကြီးကတော့ညောင်မင်းကြီးကိုရိုးသေးစွာအယိုသေးပေးပြီးတော့အိုတကိုကြီးသောညောင်မင်းဆောင်နံမင်းကြီးခမဤရွှေအိုးကိုမောင်လှခိုးယူပါသလားဒါမှမဟုတ်မောင်မြတ်ကလိမ့်လဲဆွဆွဲပါသလားအမှန်တရားကိုမိန်ကြားတော်မူပါလို့ရှောက်တင်လိုက်ပါတယ်အဲဒီခါမှာပဲညောင်မင်းကြီးရဲ့အခေါင်းပေါက်ထဲကနေအတန်အောကြီးတစ်ခုထွက်ပေါ်လာပါတယ်အမှန်တရားကရွှေအိုးကိုမောင်လှခိုးယူသွားခြင်းဖြစ်တယ်အဲ့ဒီအတန်ကိုကြားလိုက်ရတဲ့အခါမှာတော့ရွာသားတွေအားလုံးအံ့ဩတုန်လှုပ်သွားကြပါတယ်မောင်မြတ်ကတော့ကြားကြလားညောင်မင်းဆောင်နှက်ကိုယ်တိုင်တက်တည်ခံနေပြီအဲ့ဒီလိုပဲဝမ်းသာအားရဟစ်လိုက်ပါတယ်မောင်လှကတော့မျက်ရည်တွေကျလာပြီးတော့မဟုတ်ရပါဘူးကျွန်တော်မခိုးပါဘူးအဲ့ဒီလိုငိုယိုပြီးတော့ပြောရှာပါတယ်ရွာတကြီးကတော့မျက်မှောင်ကျုပ်လိုက်ပြီးတော့တစ်ချက်စဉ်းစားလိုက်ပါတယ်ပြီးတော့သူ့ရဲ့ရွာသူရွာသားတွေကိုညောင်မင်းကတော့အမှန်တရားကိုပြောပြီးဒါပေမဲ့နတ်မင်းကတော့အေးမိနေသလားမသိဘူးအတန်ကနည်းနည်းအဲကွဲနေတယ်ငါတို့နတ်မင်းကိုနှွေးထွေးဖြစ်သွားအောင်မီးလုံပြေးကြရအောင်လို့ပြောလိုက်ပါတယ်ပြီးတာနဲ့ရွာတကြီးကကဲအားလုံးပဲဒီညောင်မင်းရဲ့ပတ်လေမှာတရွက်6တွေချင်း6တွေကိုစုကြစမ်းမောင်မြတ်တယောက်မျက်လုံးမျက်ဖန်ဖြစ်သွားပါတယ်ခဏနေပါဦးတကြီးညောင်မင်းကြီးကိုမီးရှို့လို့ဘယ်ဖြစ်ပါမလဲနတ်မင်းကြီးအမျက်ထွက်နေပါမယ်လို့အလန်တကြားတားမြစ်လိုက်ပါတယ်တကြီးကတော့မစိုးရိမ်ပါနဲ့မောင်မြတ်ငါတို့ကနတ်မင်းကိုနှွေးထွေးစေခြင်းလို့မိလုံပေးတာပါကဲ
မိရှို့ကြရွာသားတွေကလည်းတိတ်ရွက်6တွေကိုညောင်မင်းချေရင်မှစုပုံပြီးတော့မိရှို့လိုက်ကြပါတယ်မိခိုးတွေကညောင်မင်းအခေါင်းပေါက်ထဲကိုတလိမ့်လိမ့်ထိုးဝင်သွားပါတော့တယ်တိတ်မကြပါဘူးညောင်မင်းအခေါင်းပေါက်ထဲကနေအမလီပူလာကြီးလားသိပါပြီကဲကြပါဦးမိခိုးတွေမွန်လာပြီအဲ့ဒီလိုအတန်ကြီးတစ်ခုနဲ့အတူမောင်မြတ်ရဲ့အဖေတယောက်မိခိုးမှုန်ပြီးတော့ရိုင်တိရိုင်တိုင်နဲ့ထွက်ပြေးလာပါတော့တယ်ရွာသားတွေအားလုံးမျက်လုံးပြူးသွားကြပါတယ်မောင်မြတ်လည်းချိမခိုင်းတော့ပဲမြေကြီးပေါ်ကိုပုံရက်သားထိုင်ချမိလိုက်ပါတယ်ရွာကြီးကတော့ကဲညောင်မင်းဆောင်နာမည်ကဘလို့ဖြစ်ပြီးတော့မောင်မြတ်ရဲ့အဖေဖြစ်သွားရတာလေလို့မေးလိုက်တဲ့အခါမှာတော့အဖေရောသားပါအမှန်တရားကိုဝန်ခံရပါတော့တယ်မောင်မြတ်ကရွှေအိုးကိုတယောက်တည်းခိုးယူပြီးတော့သူ့အိမ်ဥယျာဉ်ထဲမှာဝယ်ထားကြောင်းနဲ့မောင်လာကိုအပြစ်လွှဲချဖို့အတွက်အဖေဖြစ်သူနဲ့ပူပေါင်းကြံစီကြောင်းကိုအားလုံးကိုဖွင့်ဟဝန်ခံလိုက်ရပါတယ်။ရွာတကြီးကလည်းမောင်မြတ်မင်းဟာမယိုးသားတဲ့အပြင်သူတစ်ပါးအပေါ်ကိုလိမ့်လေဆွဆွဲတယ်။မင်းရဲ့လောဘနဲ့မယိုးသားမှုကတော့မင်းကိုရောမင်းအဖေကိုပါအရှက်တကွဲအကျိုးနဲ့ဖြစ်စေတယ်။မောင်လာမင်းရဲ့ယူသားမှုကတော့မင်းကိုအခက်အခဲကြုံရတယ်လို့ဖြစ်ပေမဲ့နောက်ဆုံးမှာတော့အမှန်တရားကမင်းဘက်မှာပဲရပ်တည်ခဲ့တယ်။ဒီရွှေအိုဟာနှကောင်းနှမျက်တွေကရိုးသားသူကိုသာပေးသနာတာဖြစ်တယ်။ဒါကြောင့်ဒီရွှေအိုကိုမောင်လာမင်းတယောက်တည်းသာပိုင်ဆိုင်စီလို့ဇကြီးကတော့အမိတ်ချလိုက်ပါတယ်။မောင်မြတ်နဲ့သူ့အဖေလည်းဘာသားတွေရဲ့ရှိမှာအရှက်ရပြီးတော့ရွာကနေထွက်ခွာသွားကြရပါတော့တယ်။မောင်လာကတော့သူရရှိခဲ့တဲ့ရွှေတွေနဲ့သူရွာသားတွေကိုကိုကြီးဆောင်ရှောက်ရင်းနဲ့ရိုးသားစ조사စွာနေပဲဘဝကိုအေးချမ်းပျော်ရွှင်စွာဖြတ်တန်းသွားပါတော့တယ်။ဒီပုံမြင်လေးကပေးခဲ့တဲ့သင်ငန်းစာကတော့ရိုးသားမှုဟာအဖို့တန်ဆုံးယတနာဖြစ်တယ်ဆိုတာပါပဲ။မရိုးသားမှုနဲ့လိမ်လည်မှုတွေဟာခဏတာအောင်မြင်မှုကိုရတယ်လို့ထင်ရပြီးမြဲနောက်ဆုံးမှာတော့ကိုယ့်ရဲ့မကောင်းတဲ့အကြံစီကပဲကိုယ့်ကိုပြန်ပြီးတော့ဒုက္ခပေးတတ်ပါတယ်။ရိုးသားဖြောင့်မတ်စွာနေထိုင်ခြင်းကသာရေရှည်မှာတည်တံ့ခိုင်မြဲတဲ့ဂုဏ်သိက္ခာနဲ့အေးချမ်းပျော်ရွှင်မှုကိုစောင့်ကြည့်ပေးနိုင်ပါတယ်။အမှန်တရားဆိုတာမိကိုလိုပါပဲ။ဘလောက်ပဲဖုံးကွယ်ထားပါစေ။ဒီနေ့မှာတော့ထွက်ပေါ်လာစမြဲဖြစ်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။